ဘုရားမြတ်စွာရဲ့တပည့်တာဝကတို့ရဲ့ဂုဏ်ကိုဆောင်နိုင်အောင်လို့ဆိုပြီးတော့အချက်10ချက်စီမင်းစည်းကမ်းချမှတ်ပြီးတော့ပေးထားတယ်ဒါကြောင့်မို့မရဗုဒ္ဓမဟာကဏ္ဍယုဆိုတာမြန်မာနိုင်ငံမှာစံပြအကြောင်းတိုက်တိုက်ဖြစ်လာခဲ့အဲ့ဒီမှာဆရာတော်ကြီးသုံးထားတဲ့စကားလုံးလေးကအလုံးမှန်ကန်တယ်ကျောင်းတိုက်တိုက်တာမကစိတ်ကောင်းရှိဖို့ကပထမလို့ဆိုတာကျောင်းတိုက်တိုက်တယ်မဟုတ်ဘူးမြို့တစ်မြို့ခရိုင်တစ်ခုတိုင်းဒေသကြီးတစ်ခုကပ်ပြီးတော့နိုင်ငံတော်ထိအောင်စိတ်ကောင်းရှိဖို့ကပထမဆိုတာမတ္တမမှန်ကန်ပါတယ်အရာခသိန်းဟာဘာပဲလုပ်လို့စိတ်ကောင်းတဲ့လုံးမနောက်ကလာတဲ့လှုပ်ဆောင်ချက်တွေဟာမှန်ကန်မှုရှိတာအရာခသိန်းစိတ်နဲ့ရှေးဥစွာစဉ်းစားကြံစည်တွေးတောပြီးတော့မှနှုတ်ကလည်းထုတ်ပြောတယ်ကိုယ်ဒီလျောက်လည်းလှုပ်တယ်လို့ဆိုတော့စိတ်ကောင်းမရှိဘူးဆိုရင်ပြောသမျှစကားအမှားလှုပ်သမျှအလုပ်တွေလည်းအမှားပဲဖြစ်မှာပဲဒါကြောင့်ဆရာတော်ကြီးကတော့သူကျောင်းတိုင်းနေတပည့်တန်ဃာတွေလိုက်နာဖို့ဆိုပြီးတော့အချက်10ချက်ရေးဆွဲပြီးတော့ထားတာစိတ်ကောင်းရှိဖို့ကပထမတဲ့ဝီနီးလေးစားဖို့ကဒုတိယတဲ့ကျမ်းမာဖို့ကတတိယတန်ရှင်းဖို့ကစတုထအဝတ်စားတတ်ဖို့ကပင်စမလူယဉ်ကျေးမှုဆိုတဲ့အထက်မှာဝတ်စားဆင်မှုကလည်းရေးကြည့်တာပဲနော်ဝတ်စားဆင်မှုရေးကြည့်တယ်မြန်မာနိုင်ငံမှာရှိကြတဲ့ပုဂ္ဂိုလ်တွေလည်းမိမိတို့ရဲ့လူမျိုးရဲ့ဂုဏ်သိက္ခာထောက်ထားပြီးတော့ဝတ်တတ်စားတတ်ဖို့တမန်အဖြစ်တော့လူတွေကထင်တယ်တို့ဝတ်တတ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်သို့တော့စက်တည်ရှိအောင်ဝတ်တတ်ဖို့လိုတယ်ပေါ့နော်တန်ဃာတွေအနေနဲ့ကလည်းပဲဒီဟာကအဝတ်အစားတတ်ဖို့ဆိုတာဝတ်စားတတ်ဖို့ဝတ်စားဆင်တတ်ဖို့ဒါဟာအမတ္တမအရေးကြီးဝတ်စားမတတ်ဘူးဆိုလို့ရှိရင်မြန်မာစကားတောင်မှကောင်းတဲ့အဓိပ္ပာယ်ကိုမပြောဘူးလေဒါကြောင့်မို့လို့ well dressed ဆိုတဲ့တတ်တတ်ရရဝတ္တစားရမှုဟာလူမျိုးတစ်မျိုးရဲ့လူရဲ့ဂုဏ်သိက္ခာ dignity လို့ဒီလိုပြောလို့ရတယ်တတ်တတ်ရဝတ္တစားရတယ်ငယ်ငယ်တော့ကြားဘူးတယ်မြန်မာနိုင်ငံကိုလာရောက်အုပ်ချုပ်သွားတဲ့အင်္ဂလိပ်တွေမြန်မာပြည်ကလူတွေသူတို့ကိုလေးစားအောင်လို့ဆိုပြီးတော့ဒီလူတွေဟာတမင်္ဂလာကိုအမြဲတမ်းခေါင်းကိုတတ်တတ်ရဖီးတယ်ဝတ်စားဆင်မှုတမင်တကာလှုပ်တယ်လို့ကြားဘူးတယ်ငယ်ငယ်တော့ကြားဘူးတယ်ဟုတ်အမြဲတမ်းတတ်တတ်ရဝတ်စားထားဘယ်တော့ကြည့်လိုက်တတ်တတ်ရနဲ့တေတတ်တတ်ဝတ်စားထားအဲ့ဒီဝတ်စားဆင်မှုစနစ်ကြလို့ရှိရင်လေလူကလေးစားလာတာဟုတ်ဒီလိုဆိုလို့သူတို့နိုင်ငံရှိတဲ့အင်္ဂလိပ်တွေကတော့ကိုယ့်ကဝတ်ချင်လဲဝတ်ထားသို့တော့မြန်မာနိုင်ငံလာပြီးတော့နေတဲ့အင်္ဂလိပ်တွေကြတော့ဝတ်စားဆင်မှုကိုထူးသတိထားတယ်ဒီစကားကိုငယ်ငယ်ကြားခဲ့ဘူးလားဟုတ်မဟုတ်တော့အဲ့ဒီခေတ်ကအရွယ်ရောက်တဲ့လူတွေသိကြမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကလည်းသူကျောင်းတိုက်ကတန်ဃာတွေကိုဆုံးမတဲ့အနေနဲ့အဝတ်စားတတ်ဖို့ကပင်စမတယ်နောက်တစ်ခုကဘာလို့ဆိုအနေထိုင်တတ်ဖို့ကသတ္တမလူတွေအနေထိုင်တတ်ဖို့ကလည်းလိုသေးတာနော်အနေထိုင်မတတ်ရင်မကောင်းတော့အပြစ်ဆိုစရာတွေဖြစ်တယ်ပေါ့နေထိုင်လည်းတတ်ရမယ်နေတတ်ထိုင်တတ်ရှိရမယ်ဒါလို့ဆိုတာပေါ့နောက်တစ်ခုကတော့အပြောဆိုတတ်ဖို့ကတတ္တမပြောတတ်ဆိုတတ်ရမယ်လိမ္မာရင်ကျေးစွာပြောတတ်ဆိုတတ်ဖို့လိုအပ်တယ်မြန်မာစကားမှာရှိတယ်လေအပြောမတတ်ရင်ဆဲတယ်လို့ဆိုတာရှိတယ်နော်အပြောမတတ်ရင်ဆဲတယ်လို့အဲ့ဒါလို့ပြောတတ်ဆိုတတ်လာပြီဆိုလို့ရှိရင်လူတိုင်းကလေးစားရတဲ့အနေအထားမျိုးရောက်တယ်
ဒါမှမဟုတ်ပြောတတ်ဆိုတတ်လို့ဆိုတာအသွားလာတတ်ဖို့ကအထမတေလီတတ်သွားတတ်လာတတ်ရမယ်တမန်အပြင်လူတွေကငါတို့သွားရတာပဲလာရတာပဲလို့ဒီလိုတော့ထင်ကောင်းထင်လိုက်သို့တော့လူရင်ကြီးတွေအနေနဲ့သွားတတ်လာတတ်ရမယ်လို့ဆိုတာပေါ့နောက်စီကံလိုက်နာဖို့ကနဝမတိုင်းပြည်တစ်ပြည်မှာလည်းပဲစီကံဆိုတာရှိတာအဲ့ဒီစီကံကိုလိုက်နာဖို့ဆိုတာဓမ္မအရေးကြီးတာမြန်မာနိုင်ငံရန်ကုန်မြို့အလူတွေလည်းသိမှာပေါ့မီး point ဆိုတာတွေပြထားတာရှိတယ်မီး point ဆိုတာ traffic law လို့ပဲခေါ်တာရင်နဲ့သွားတဲ့လူတိုင်းလိုက်နာမှာမီးစိမ့်ပြထားတာလိုက်နာမီးနီပြထားရင်မသွားရဘူးဆိုတဲ့လိုက်နာမှုပဲအဲ့ဒီလိုက်နာမှုစီကံဖောက်ဖျက်မယ်ဆိုလို့ရှိရင်တော့ဒီလောက်အသေးအဖွဲစီကံလေးတောင်မလိုက်နာဘူးအဲ့ဒီသူကလိုက်မှာမဟုတ်ဘူးနောက်တစ်ခါလမ်းဘေးမှာအနီနဲ့အဖြူကြားပြီးတော့ပလက်ဖောင်းတွေမှာဆွဲထားတာအလှဆွဲတာမှမဟုတ်တာအနီနဲ့အဖြူရစ်ထားတဲ့နေရာဆိုလို့ရှိရင်ကာမရရဆိုတဲ့အဓိပ္ပာယ်ရတယ်လို့သိရတယ်သို့တော်လည်းဘယ်လိုပဲအနီအဖြူတာရချင်ရတဲ့ဆိုတာဒါ traffic law ကိုမလိုက်နာတာလို့ခေါ်တယ်အနဲ့အဝါလောက်ထားလို့ရှိရင်ကားရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်တခါဘုန်းကြီးတို့ခရီးသွားတဲ့အခါကားနဲ့သွားတိုင်းတတိထားကြည့်မိတယ်ဒီပြင်နေရာတော့ထည့်မပြောပါဘူးရန်ကုန်မြို့ပဲထည့်ပြောရမယ်ဆိုလမ်းလက်ကောင်မှာမြင်းသေးဆိုတာဆွဲထားတာရှိတယ်အဖြူချောင်းကြီးတစ်ဆက်တည်းဆွဲထားရင်ဒါကိုမြင်းသေးလို့ခေါ်တယ်အဲ့ဒီမြင်းသေးဟာဟိုဘက်ဒီဘက်မကူရဘူးဆိုတဲ့ဥပဒေပဲဒါလည်းလောပဲနော်ဒီဥပဒေကိုလည်းလိုက်နာမယ်ဆိုလို့ရှိရင်ရင်မတော်တဆဆိုတာဖြစ်ဖို့မနမနဲသွားတယ်လူတိုင်းစီကံနဲ့နေကြမယ်ဆိုရင်တော်တဆအဲ့ဒီမြင်းတွေမှာနှစ်ထပ်မြင်းဆိုပြီးတော့ဆွဲထားတယ်ရှိသေးတယ်မြင်းတွေနှစ်ထပ်ဆိုရင်ဟိုဘက်ကလည်းတစ်ဖက်ကိုပြောင်းလို့မရဘူးတစ်ဖက်ကလည်းဟိုဘက်တစ်ဖက်ကိုပြောင်းလို့မရဘူးတခါကျတော့နှစ်ထပ်မြင်းမှာတစ်ဖက်ကျတော့အသေးမဟုတ်ဘူးတစ်ဖက်ကအသေးလောက်ထားတာရှိတယ်ဟိုဘက်ကားကဒီဘက်ကူးခြင်းကူးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဘုန်းကြီးတို့တော့အဲ့လိုနားလဲတယ်ပေါ့နော်အဲ့လိုနားလဲတယ်မီးပွိုင်းနေရောက်တဲ့အခါမြင်းသေးကြမှာသူကလိုင်းပြောင်းလို့မရဘူးစောစောတွေကကြိုတင်ပြီးတော့ကိုသွားမဲ့လမ်းကြောကိုယူရအခုခဏတွေ့တယ်ကားတွေကမြင်းသေးကြမှာဖြတ်ကျော်ဟုတ်ရင်တော့ဒီမော်တော်ဗီဟီကယ်မော်တော်ပီကယ်လို့ခေါ်တယ်မော်တော်ဗီဟီကယ်တွေကအရေးယူတယ်အခုတော့အရေးယူတာတဲမတွေ့တော့မြင်းသေးကိုဖြတ်လို့ရှိရင်အရေးယူတယ်အဲ့ဒါလည်းစည်းကမ်းဥပဒေတစ်ခုပဲအဲ့ဒါလို့ဒါလေးတွေကအသေးဖွဲစည်းကမ်းလေးတွေအဲ့ဒီအသေးဖွဲစည်းကမ်းလေးတွေတောင်မလိုက်နာဘူးဆိုတဲ့လူမျိုးဟာဘယ်လိုလုပ်တိုးတက်ဖို့ရှိမလဲမတိုးတက်နိုင်ဘူးထားမှန်တယ်ဒါနော်တခြားကြီးမားတဲ့စည်းကမ်းတွေမပြောနဲ့အသေးဖွဲလေးကစလိုက်တာ traffic law တွေကိုလိုက်နာဖို့လိုအပ်တယ်ပေါ့လမ်းပေါ်လကားလှဆွဲထားတာမဟုတ်ဘူးဒါတွေကသူကနဲ့သူစည်းကမ်းတကျလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်မတန်မှမင်္ဂန်လေးစားပြီးတော့ဒီလိုနေရ traffic law နဲ့ပတ်သက်ပြီးဘုန်းကြီးတို့လေ့လာကြည့်တဲ့နေရာမှာ stop ဆိုတဲ့ signboard တွေ့လို့ရှိရင်ကားဟာလေးဘက်ချရမယ်လို့ဆိုတာရှိမရှိ stop signboard တွေ့လို့ရှိရင်လေးဘက်ချရလေးဘိန်းလုံးဟာမလိမ့်ရတန့်ငနဲ့ရရမယ်ပြီးတော့မှရှင်းပြီဆိုရင်သွားလို့ရနောက်တစ်ခါ keep way တို့ရီးတို့ဆိုတာဒီပြထားတာရှိတယ်အဲ့ဒါကြတော့တစ်ဖက်ကလမ်းမကြီးပေါ်မှာသွားနေတဲ့ကားတွေအချိန်ကြီးကြည့်ပြီးတော့လေးဘိန်းလုံးရက်เสียမလို့ဘူး keep way ဆိုလို့ရှိရင်ကိုကားကိုဖြည်းဖြည်းရွေ့ပြီးတော့ကားရှင်းတဲ့ဆိုသွားကပ်ပြီးတော့ဒီလိုနားလဲတယ်ဘုန်းကြီးတို့
အဲ့ဒီလိုလမ်းစီကံနေသင်္ကေတတွေနော်ကာနစင်အနီနဲ့အနဲ့ရှင်ပြထားရင်ကြော်မတဲရဆိုတဲ့နေရာပဲဒါတွေကဥရိနေနဲ့လောက်တာအဲ့ဒီရုပ်ဆိုင် traffic sign ဆိုတာလေဒါတွေကိုလေးစားလိုက်နာဖို့လို့လူတိုင်းမှာလေးစားလိုက်နာဖို့တခါတော့ကမန္တလေးမှာဒီလိုပဲတရားပွဲသွားတယ်အနီဝိုင်းကြီးမှာကန့်လက်ပြအဖြူစင်းဆွဲထားတဲ့လမ်းဒါမဝင်ရဆိုတဲ့လမ်းပေါ့educated ပဲပညာတတ်တခါကြီးတယောက်ကားမောင်းတာအဲ့လမ်းကြီးကဖြတ်သွားတော့ဘုန်းကြီးကဟာကနေဟာဒီလို educated ဆိုတဲ့လူတွေကမှဥပဒေမလေးစားရင်ကျန်တဲ့လူတွေဘယ်လိုလုပ်လေးစားမလို့လေးစားဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့တပည့်တွေကိုဆုံးမတဲ့အထက်မှာအနုမတ္တေတုဝိစေတုဘယတတဝိဥပဒေနဲ့ပတ်သက်ပြီးအသေးအဖွဲလေးတွေကိုပဲဘေးရန်အန္တရာယ်ကြီးဖြစ်မြင်ရမယ်လို့ဟောထားတာနော်အသေးအဖွဲလေးတွေကိုမလေးမစားမလုပ်ရဘူးအသေးအဖွဲလေးတွေကစလေးစားရမယ်လို့မြတ်စွာဘုရားအမြဲတမ်းဆုံးမတယ်အဲ့ဒါအနုမတ္တဆိုအနုဆိုတာအလွန်သေးငယ်တာပြောတာအဲ့ဒီအနုဆိုတာနာကြီးနဲ့ရေးတယ်ပေါ့အခုကတော့အနုပညာဆိုတာသေးငယ်တဲ့ပညာလို့ပြောမလားဘာလားမသိဘူးနော်အဲ့ဒီအနုရဲ့အဓိပ္ပာယ်ကတော့နာကြီးနဲ့ရေးတဲ့ဟာသေးဖွဲတယ်လို့အသေးအဖွဲလို့ဒီလိုဆိုလိုတာအနုမတ္တအသေးအဖွဲမြတာဖြစ်တယ်သိက္ခာတွေသူလိုက်နာကြရမယ်စီကံဥပဒေတွေကိုဘယဒတ္တဝီတကယ်ကိုဒါမလိုက်နာလို့မဖြစ်ဘူးဥပဒေကြီးတစ်ခုအနေနဲ့လေးစားဖို့ဆိုရင်မြတ်စွာဘုရားလူဆုံးမအဲ့တော့တိုင်းပြည်မှာဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီလိုပဲအသေးအဖွဲစီကံလေးတွေကစပြီးတော့လူတွေဟာအလုံးလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်တမချီးမွမ်းပွဲရာကောင်းပြီးကြီးပွားတိုးတက်တဲ့လူမျိုးနဲ့နိုင်ငံဖြစ်လာမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကအဲ့ဒီအဓိပ္ပာယ်မျိုးရအောင်လို့ဒါတွေကိုပြောတာစီကံလိုက်နာဖို့ကနဝမှာတဲ့စီကံဆိုတာလိုက်နာရမယ်ဒီလိုဆိုတာပေါ့နောက်တစ်ခုကတော့ပါတော့စံတက်ဖို့ကဓတ္တမလို့ဆိုပြီးသူเจ้าနိုင်မှာနေတဲ့ပုဂ္ဂိုလ်တွေစံတက်ဖို့အဓိကမဟုတ်ဘူးသူကခေါင်းပြောတဲ့စိတ်ကောင်းရှိမှုကိုအဓိကထားပြီးတော့ဆုံးမသွားတယ်ဒါလည်းနှုတ်မှသားစရာကောင်းတယ်ကိုယ်အိမ်မှာလည်းပဲဒီစိတ်ကံပဲရှိဖို့လိုတော့ပေါ့အားလုံးမှာဒီစိတ်ကံစိတ်ကောင်းရှိဖို့ပထမဆိုတာဒါအလုံးမှန်တယ်စိတ်ကောင်းရှိရမယ်ကောင်းပြီစိတ်ကောင်းဆိုတာဘာခေါ်တာလဲစိတ်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့စိတ်တတဲ့ဝိညာဏတဲ့မနတဲ့ဒီစကားလုံးလေးတွေကိုမြတ်စွာဘုရားသုံးတယ်စိတ်တံစေတောမနောနိဋ္ဌိဆိုတဲ့အဘိဓမ္မာစကားလုံးလေးတွေကိုဖော်ပြတဲ့ထဲမှာစေတဆိုတာလဲစိတ်ပဲစိတ်တဆိုတာလဲစိတ်ပဲလူရဲ့တဏ္ဍာမှာဖြစ်တဲ့အာယုံကိုရယူတတ်တဲ့သိတဲ့သဘောလေးကိုစိတ်တအဲ့ဒီစိတ်တဆိုတဲ့ထဲမှာသူကစိတ်ဟာစိတ်လို့ပြောလိုက်တာပင်မတစ်ခုတည်းကိုရည်ညွှန်းပြီးတော့ပြောတာသို့တော့သူတစ်ခုတည်းမဟုတ်ဘူးစိတ်ဆိုတာဖွဲ့စည်းထားတာစိတ်ထဲမှာစွဲမိပြီးတော့ဖြစ်တတ်တယ်စိတ်ရဲ့ activity လို့ခေါ်တဲ့စေတသိက်တွေနဲ့ပေါင်းစပ်ပြီးတော့ဖွဲ့စည်းထားတာလူတွေရဲ့စိတ်ဟာတစ်ခုတည်းမဟုတ်ဘူးအကောင်းလည်းပါတယ်အဆိုးလည်းပါတယ်ဆိုပါစို့လူလို့ပြောလိုက်တဲ့စကားတစ်ခုမှာမျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်လျှာပါတယ်ကိုယ်ပါတယ်စိတ်ပါတယ်လူဆိုတာအဲ့ဒီပေါင်းထားတာကိုခေါ်တဲ့သဘောပဲစိတ်လို့ပြောလိုက်တဲ့ထဲမှာစိတ်ရဲ့လှုပ်ရှားမှုတွေဒါတွေအလုံးပေါင်းစပ်ထားတာအဲ့ဒီစိတ်ရဲ့လှုပ်ရှားမှုတွေကိုဗိဓမာဝါဟာရနဲ့ပြောရင်တော့စေတသိကစေတသိက်လို့ခေါ်တယ်စေတဆိုတာစိတ်တိကဣကမိပြီးတော့ဖြစ်နေတဲ့သဘာဝတရားတွေ